မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လဲကြိုးဆိုပါတယ်အခုဗီဒီယိုမှာတော့တနင်္လာနေ့သားသမီးများအတွက်သာတည်တံ့ရည်ရွယ်ပြီးဖေဖော်ဝါရီလ16ရက်နေ့မှာ 3D ကန်ထူးနိုင်ခြေရှိမရှိနဲ့ကန်ကောင်းစေမဲ့နမိတ်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဖေဖော်ဝါရီလလယ်ပိုင်းတနင်္လာသားသမီးတွေရဲ့ကံကြမ္မာဟာဒေါနနမိတ်ထွန်းလင်းနေလာကိုတွေ့ရပါတယ်ဒါဟာအောင်ပွဲနဲ့အလွန်နီးစပ်တဲ့နမိတ်ဖြစ်ပြီးမိမိတို့ရဲ့အနီးနားကထင်မှတ်မထားတဲ့နေရာတွေကနေကံကောင်းခြင်းတွေဝင်လာတတ်ပါတယ်အထူးသဖြင့်ကိုယ့်အိမ်ရဲ့အရှိတောင်ဘက်ကကဏ္ဍတွေဒါမှမဟုတ်ငွေကြေးနဲ့ပတ်သက်တဲ့စည်ရင်းစရာတွေကကဏ္ဍတွေကိုအထူးသတိပြုစေချင်ပါတယ်ခင်ဗျာတနင်္လာသားသမီးများအနေနဲ့16ရက်နေ့အတွက်ကဏ္ဍရွေးချယ်မယ်ဆိုရင်အထူးအချိန်မနက်9:00 နာရီခွဲက17:00 နာရီအတွင်းဟာအောင်မြင်မှုအခွင့်အလမ်းအမြင့်မားဆုံးအချိန်ဖြစ်ပါတယ်ကံကောင်းစေမိအယောင်အဖြူရောင်သို့မဟုတ်ငွေရောင်အကြည်ဝတ်ဆင်ပြီးကဏ္ဍရွေးချယ်တာကကန်စားတာကိုပုံမပွင့်လန်းစေပါတယ်ခင်ဗျာတနင်္လာသားသမီးတွေကတ်ထားတဲ့ကဏ္ဍတွေထဲမှာခွန်ဒါမှမဟုတ်နှုတ်ဆိုတဲ့ကဏ္ဍတွေပါဝင်နေမယ်ဆိုရင်တော့ဒါဟာဒီတစ်ပတ်အတွက်မိတ်ဆွေတို့ရဲ့အပိုင်နမိတ်ဖြစ်နေနိုင်ပါတယ်ယုံကြည်မှုရှိရှိနဲ့စူးစမ်းကြည့်ဖို့တိုက်တွန်းလိုပါတယ်နောက်ထပ်ဗီဒီယိုမှာတော့အင်္ဂါနေ့သားသမီးများအတွက်တီးတန့်တင်ဆက်ပေးသွားမှာမို့အင်္ဂါနေ့မွေးတဲ့မိတ်ဆွေတွေလည်းစောင့်ကြည့်ပေးကြပါအောင်ခင်ဗျအားလုံးပဲကန်ထူးကြပါစေ